ကျွန်တော်တို့14ချိန်ကဏ္ဍလေးတစ်ချက်ကြည့်ကြမယ်ပေါ့နော်ပေးမပေးတော့မပြောတတ်ဘူးပေါ့ကျွန်တော်ဒီရင်စကြည့်မယ်ဗျာဒီမှာဗျာနော်ထိပ်စီးနှလုံးကနှစ်ထိပ်စီးထိတ်ထောင်နှလုံးနှစ်ပေါ့နော်ထိတ်ထောင်နှလုံးဒီနှစ်သူ့ရဲ့တစ်နှစ်ကျော်ထိတ်ထောင်နှလုံးနှစ်သူ့ဘောတစ်နှစ်ကျော်ထိတ်ထောင်နှလုံးနှစ်သူ့ဘောရင်တစ်နှစ်ကျော်ထိတ်ထောင်နှလုံးနှစ်ပေါ့နော်နှစ်ဆိုရင်ကျွန်တော်တို့က3ညထိတ်ပေါ့နော်ဒီမှာအပေါ်မှာနှစ်ထိတ်ရှိတာဟုတ်ဒါဆိုရင်3ညထိတ်ဆိုကျွန်တော်ဒီမှာကဗျာဒီမှာ866ပေါ့နော်866ကရင်ဒီမှာက656 656ကရင်ဒီမှာ56ခွန်56ခွန်ကရင်63ည5ပေါ့နော်အဲ့ဒီ866က1ချင်းနဲ့656လို့ထွက်တယ်656 1ချင်းကို56ခွန်လို့ထွက်တယ်56ခွန်1ချင်းကို63ည5လို့ထွက်တယ်63ည5 1ချင်းကိုကျွန်တော်ဒီမှာပြန်ထိုးရမှာပေါ့နော်ဒါလေးကပေးမပေးတော့မပြောတတ်ဘူးပေါ့နော်3ညထိတ်တော့အောက်ကတက်တဲ့အပင်လေးနဲ့ဆိုတာ3ညထိတ်စီးပေါ့နော်ဒါကိုကျွန်တော်ဒီမှာရှေ့ထပ်ရှင်းမယ်ပေါ့နော်ကျွန်တော်ဒီ2ဦးဗျ2ဦးမှာခွန်ခါ3ချက်ထည့်ထားတယ်ထိတ်ထောင်နှလုံးဒီ6ထိတ်ထောင်နှလုံး4ထိတ်ထောင်နှလုံးဒီ5လို့ဖြစ်ထားတာလေးရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်အောက်မှာ6 4 5လို့ပြန်ထည့်ခြင်းတယ်ပေါ့နော်ဒီမှာကခါးထောင်နှလုံး6ခါးထောင်နှလုံး4ခါးထောင်နှလုံး5 6 4 5ပေါ့နော်ဒီက2ဦးက6 4 5ဒါကိုကျွန်တော်ဒီမှာခါးမှာပြန်ထည့်တယ်ပေါ့နော်သူထည့်ထားတာလေးကိုတွေ့လို့ကျွန်တော်ဒါလေးကိုဆက်ပြီးပေးမလားထည့်ကြည့်တယ်ဒီကနောက်နှလုံးပေါင်းက6ထိပ်စီးနဲ့ပေါင်းရင်6နောက်နှလုံးပေါင်း6ထိပ်စီးနဲ့ပေါင်းရင်4နောက်နှလုံးပေါင်း9ထိပ်စီးနဲ့ပေါင်းရင်5ပေါ့နော်ဒါဆိုရင်6 4 5လို့တခါနောက်တစ်ချက်ပြန်ထည့်တာပေါ့နော်ဒါကိုဒီမှာကသူ့ရဲ့ရင်ဆိုင်နောက်ပိတ်ဘေးနှစ်ကရင်ဆိုင်နောက်ပိတ်ပေါ့နော်ဒီ3နောက်ပိတ်ကိုထိတ်ထောင်နှလုံး3ပေါ့နော်ဒီက1နောက်ပိတ်ကိုထိတ်ထောင်နှလုံး1 2နောက်ပိတ်ကိုထိတ်ထောင်နှလုံး2လို့ပေးပြီးကမှကျွန်တော်ဒီမှာကခွန်နှစ်အတွဲလေးပါဒီကခွန်ခါးဒီ3ညနဲ့ပေါင်းတဲ့အခါခွန်ပေါ့နော်ဒီက3ညခါးဒီ8ထိတ်နဲ့ပေါင်းတော့8ခွန်8ပေါ့နော်ဒီက6ခါးဒီ3ညထိတ်နဲ့ပေါင်းတော့9ခွန်8 9ဆိုတော့တစ်ချိန်ထပ်ပြီးတော့ဝင်ထားတာလေးတွေ့တယ်ပေါ့နော်ဒီမှာနောက်တစ်ချက်က2နောက်ပေါ့ဒီ2နောက်နဲ့ကျွန်တော်3ညထိတ်နဲ့ကို2ပေါ့နော်ဒီကလည်း4နောက်နဲ့ဒီက8ထိတ်စီးနဲ့ကို2လို့ပြန်ဖြစ်တယ်ဒီမှာ2နောက်နဲ့ဒီက3ညထိတ်နဲ့ကိုကျွန်တော်2လို့ပြန်ဖြစ်တာလဲတွေ့ရတယ်ပေါ့နော်ဒါလေးကိုဒီမှာပြန်ပြီးတော့တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ဒီဇောင်းထိုးတဲ့9ပေါ့ဒီ9ထိုးတာဒီကျွန်တော်ဒီနောက်နှလုံးကို9လို့ထည့်ဒီမှာကဇောင်းခွန်ထိုးတယ်နောက်နှလုံးပေါင်းကိုခွန်လို့ပြန်ထည့်ဒီမှာဇောင်း3ညထိုးတယ်နောက်နှလုံးကို3ညလို့ပြန်ထည့်မယ်ပေါ့နော်တကယ်လို့ထည့်ပြီးလို့6လို့ဖြစ်မယ်ဆိုရင်ဗျာဒီက4 5 6ပေါ့နော်4 5 6ဒီကျွန်တော်2ဦးကခွန်ခါပေါ့နော်ခွန်ခါ3ချက်ကိုခါးတောင်ခွန်3ချက်ပြန်ထည့်တာပေါ့နော်ခါးတောင်ခွန်3ချက်ထည့်ပြီးတော့ဒီရှေ့နှလုံးပေါင်း6နဲ့နောက်ပေါင်းနဲ့ကိုဒီ3လုံးကိုခွန်ပေါ့နော်ဒီအနီရောင်လေးနဲ့ဒီ3လုံးပေါင်းခွန်လို့3ချက်ပြန်ထည့်တာပေါ့နော်3ချက်ပြန်ထည့်ပြီး4 5 6ကိုကျွန်တော်တို့ဒီထိပ်စီးနောက်ပိတ်4ထိပ်စီးနောက်ပိတ်5ထိပ်စီးနောက်ပိတ်6လို့4 5 6ဆိုပြီးကျွန်တော်ပြန်ထည့်ထားတာလေတွေ့ရတယ်ပေါ့နော်နောက်တစ်ချက်တကယ်လို့များပါနော်ဒီ3ည6လေးလို့ပြီးမယ်ဆိုရင်ပေါ့3ည6လေးလို့သာပြီးခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ဗျာနော်ခွန်ထိတ်ကနောက်နှလုံးဒီခွန်4ထိတ်ကနောက်နှလုံးဒီ4 3ညထိတ်ကနောက်နှလုံးဒီ3ညဆိုပြီးတော့ခွန်ထိတ်နောက်ပေါင်းခွန်4ထိတ်နောက်ပေါင်း4 3ညနောက်ပေါင်း3ညဆိုပြီးဒီလိုမျိုးလေးသွားမယ်ပေါ့နော်နောက်တစ်ချက်ဗရိတ်အနေနဲ့ကြည့်တော့ကျွန်တော်တို့ဒီမှာက4လုံးတွဲပေါင်းလိုက်တာပါဗျာထွက်စင်ရတော့3လုံးပဲထွက်တာသူရှိရင်ဆိုင်ရဲ့နောက်ပိတ်ခဏလေးပေါ့နော်2ခွန်ခွန်3ည4လုံးပေါင်းဒီ6ည4လုံးပေါင်းဒီ4လုံးပေါင်းဒီ2 2 4 6ပေါ့နော်ဗရိတ်ကစုံစီနီယံဖြစ်မှာပေါ့နော်6 4 2ဆိုတဲ့ပုံစံလေးတစ်ခုရလာမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့နောက်တစ်ချက်3ည6လေးလို့တော့ဒီ site ကလေးမှာကတော့မရှိဘူးပေါ့နော်ဒါအားထားတဲ့ပုံစံလေးကိုတွေ့ရတယ်ဒါလေးကိုကျွန်တော်ထပ်ပြမယ်ပေါ့နော်
ဒီမှာကနောက်ငါးပေါ့နော်ငါးအပိတ်ငါးဒီငါးထိပ်3နောက်ဒီ3ထိပ်ဒီ4နောက်ဒီ4ထိပ်လို့ပေးထားတယ်ပေါ့နော်5နောက်5ထိပ်3နောက်3ထိပ်4နောက်4ထိပ်ကိုသူကနောက်ထောင်က9နောက်ထောင်9နောက်ထောင်9 3ချက်ထည့်ပြီးထိပ်ထောင်နှလုံးဒီအောက်မှာ8ထိပ်ထောင်8ထိပ်ထောင်8လို့ပေးမလားပေါ့နော်သူ့ရဲ့ရင်ဆိုင်မှာနောက်နှလုံးပေါင်းဒီကျွန်တော်9လို့ဖြစ်တော့ခွာ9လို့ဖြစ်တယ်ပေါ့နော်ခွာ9ဖြစ်ပြီးဒီမှာလဲနောက်ပေါင်းက9ပေါ့နော်နောက်ထောင်ပေါင်းညင်9ကိုခွာ9လို့ပြန်ထည့်ထားတာပေါ့နော်ဒီမှာကနောက်ထောင်နှလုံး6ပေါ့နော်ဒါကိုခွာ6ပြန်ထည့်သလားပေါ့လေခွာ6ထည့်ရင်တော့သူက6ထိပ်စီးနဲ့3ညလို့ဖြစ်သွားမယ်ပေါ့နော်သူကထိပ်ထောင်က8ပုံသေးကိုအဲ့ဒီမှာကဒီက6ခါနဲ့2နောက်ပိတ်ကို1ပေါ့3ည3ခါနဲ့9နောက်ပိတ်ကို3ညပေါ့နော်ဒီက6ခါနဲ့3ညနဲ့ကို9 3ည9ဆိုတဲ့စီနီယံလေးတစ်ခါပြန်ထည့်တာကိုတွေ့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ3ခါကိုဘယ်လိုပြန်ကြည့်မလဲပေါ့နော်ဒီက9ကို9ထိပ်လို့ပြန်ဒီ9နောက်ကို9ထိပ်လို့ထည့်ပြီးဒီနောက်တွဲနှလုံးပေါင်းကို9လို့သူကပေးရလားပေါ့နော်ဒီကလည်း3နောက်ပေါ့3ထိပ်ဖြစ်မယ်နောက်နှလုံးပေါင်းကို3လို့ပြန်ဖြစ်သလားပေါ့4နောက်4ထိပ်ပေးပြီးနောက်နှလုံးပေါင်းကို4လို့ပေးမှလားပေါ့နော်ဒါလေးကတော့သူပေးမပေးတော့မသိဘူးပေါ့နော်တုံညထိပ်တစ်လုံးတော့နည်းနည်းကောင်းတယ်လို့တော့ပြောရမှာပေါ့နော်ဒီဘက်က site ကလေးတွေပေါ့နော်ပေးမပေးတော့မိမိတို့ဖိုင်ကလင်နာလေးတွေမှာပြန်ပြီးတော့စစ်ကြပါပေါ့နော်ဒါပါပဲဗျကျွန်တော်ဗီဒီယိုလေးဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်